ပိုင်း8ရက်နေ့ဗျာနော်လီဒီယာ25 2026ကျွန်တော် brand new လေးကတော့လုံးဝစိုးအောင်ပါပြီဒါကတော့ခဏနေကျွန်တော်ဒီပိုင်ရှင်လူဖီစီကိုထည့်ပြီးတော့မယ်ဗျာနော်အချိန်ရတော့ဗျာနော်ကျွန်တော်တို့တနာရီခွဲအတိမှာနော်ဒီကောင်လေးကတော့လုံးဝစိုးအောင်ပါပြီအားဆိုကျွန်တော်မြန်မာညီကိုတွေလည်းလက်ငင်းရေးချထုတ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီလျံရုံးဆိုတဲ့ဆိုင်မှာတိုက်ပကံပျောက်ပကံတွေလည်းအကုန်ရမယ်ဗျာနော်အားဆိုဆိုင်မှာလက်ရှိနေသေးတဲ့ဘိန်းလေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာနည်းနည်းလေးထပ်ပြပေးသွားမယ်ဗျာနော်ကလေး160ကျွန်တော်ဒီကြက်သွေးရောင်နဲ့ကျွန်တော်တို့အမဲရောင်ဒီနှစ်စီးရှိသေးတယ်ဗျာနော်လီကတော့နောက်ထပ်ဘလက်မတ်တစ်စီးရှိအောင်မယ်တော်တော်လှတယ်ကျွန်တော်ညီကိုတွေစိတ်ဝင်စားတယ်ဆိုရင်ဆိုင်မှာလာကြည့်လို့ရတယ်ဗျာနော်ဒီကောင်လေးကတော့ ABS တော့မပါဘူးဝေး CD တွေထဲမှာကြီးလိုက်မယ်ဆိုရင်လည်းကြိုက်တဲ့အရောင်ကြိုက်တဲ့ကာလာကိုကြိုက်တယ်လို့ရွေးချယ်လို့ရမယ်ဗျာနော်စမတ်ကီလားရိုးတော့နေလားအမတ်တွေဆိုရင်လည်းကျွန်တော်တို့ဆိုင်မှာကြိုက်တဲ့အရောင်ကြိုက်တဲ့ကာလာကိုကြိုက်တယ်လို့ရွေးချယ်လို့ရမယ်ဗျာနော်အဲဆိုတော့ကျွန်တော်မြန်မာညီကိုတွေလက်ငင်းအရေးကြအလဲထက်လှုပ်ရှင်နေဆိုရင်ကျွန်တော်ရှိမှာအရှိန်မီရေးဆက်သွယ်ခဲ့လို့ရတယ်ဗျာနော်ကျွန်တော်လီဒီရန်ယုံဆိုတဲ့ဆိုင်မှာ